ရှိကကြံကန်မှတ်တမ်းတွေအရမြန်မာတွေဟာစင်တီတွေရဲ့အဆွဲပေါက်ပုံပေါ်မူတည်ပြီးစင်လေးမျိုးခွဲခြားမှတ်သားကြရမှာအဆွဲနှစ်ဖက်ပါရင်ဆွဲဆုံးစင်အဆွဲတစ်ဖက်ပဲပါရင်တေစင်အဆွဲလုံးဝမပါရင်ဟိုင်းစင်နဲ့တမိုက်တာတာတေးသေးတူတူအဆွဲပါရင်ဟန်စင်တို့ပဲဖြစ်ပါတယ်စင်မတွေကတော့အဆွဲရှိပေမဲ့ဆွဲဖုံးရဲ့အပြင်ကိုထွက်မလာတာကြောင့်မမြင်ရပါဘူးလေရှင်နောက်ပြီးစင်တွေရဲ့ဗလာအားခြားနာပုံပေါ်မူတည်ပြီးစင်ဆယ်မျိုးခွဲခြားသတ်မှတ်ရမှာ950ဇန်နီပတ်တော်မှာပါတဲ့ဖျားလောင်းစင်မင်းရဲ့မျိုးနွယ်စတန်စင်တွေဟာစင်တကစင်တွေထဲမှာအထက်ဆုံးအမြတ်ဆုံးပဲဖြစ်ပါတယ်မြမသမိုင်းကြောင်းတခြားစင်တွေဟာအရေးပါတဲ့သတ္တဝါတွေဖြစ်နေတာကိုရှင်းမြန်မာဘရင်တွေစစ်ဘက်ဖက်ပြိုင်စင်အခါကစင်ကိုစစ်အင်အားတရားအနေနဲ့သုံးစွဲခဲ့ကြတာမျိုးတွေကိုလိုနီခေတစ်ထုတ်လုပ်ရေးလုပ်ငန်းအတွက်သုံးစွဲခဲ့ကြတာမျိုးတွေဒီနေ့ခေစက်ရန်တရားတွေမဝင်နိုင်တဲ့ဒေသတွေမှာတည်ယူဖို့ဆောင်ရည်အတွက်စင်တွေကိုတုံးဆွဲနေကြတာမျိုးတွေကနေသိရှိနိုင်ပါတယ်။ဒီလိုမျိုးစင်တွေနဲ့ခေအဆက်ဆက်နှီးစပ်ရင်းနှီးခဲ့ကြတဲ့မြန်မာတွေဟာမိမိတို့နေစဉ်ရေးသားတုံးဆွဲနေကြတဲ့မြန်မာဘာသာစကားမှာစင်ကိုအခြေခံအကြောင်းပြုပြီးခိုင်နိုင်စကားတွေစကားပုံတွေအဖြစ်ဖန်တီးတုံးဆွဲခဲ့ကြပြန်ပါသေးတယ်။စင်စီးပြီးမြင်ရတဲ့စင်နှင်းပြီးမြင်ကန်ဆိုတဲ့စံကျင်ဘက်နှစ်ခုဟာခိုင်နိုင်အုံတွေဖြစ်ပြီးမိဘတွေအနေနဲ့သားသမီးတွေကောင်းစားကြည့်ပွားတာကိုမြင်ကျင်ပြီးစုပ်ယုပ်ပျက်စီးတာကိုမမြင်ကျင်ကြောင်းပြောတဲ့နေရာမှာတုံ့ဆွဲကြပါတယ်။စင်ပြောင်ကြီးအမိကြမှာတီကတော့အလုပ်တစ်ခုခုကိုလုပ်တဲ့အခါမှာပြီးကနီးမှာထစ်ထစ်အငေါငေါဖြစ်နေတာမျိုးအကြောင်းတစ်ခုခုကြောင့်အခက်ခဲအနှောက်အယှက်တွေ့နေတာမျိုးမှာညှဉ်းညူတဲ့အနေနဲ့သုံးတဲ့စကားပုံတစ်ခုပါစင်နဲ့စိတ်လောက်ကွာကတော့ခိုင်နိုင်အုံဖြစ်ပြီးရှင်စရာပြိုင်စရာကိစ္စပေါ်ပေါက်လာတဲ့အခါမှာတစ်ဖက်လူကိုပဲဖြစ်ဖြစ်မိမိကိုယ်ကိုပဲဖြစ်ဖြစ်ချီးမြှောက်ပြောလို့တဲ့အခါမှာသုံးရပြီးတယောက်ယောက်ဟာအဖက်ဖက်ကတာလွန်အင်အားရှိနေကြောင်းကိုဖော်ပြတဲ့နေရာမှာသုံးဆွဲပါတယ်စင်ဝှေ့ရန်ရှောင်းကတော့ခိစားတစ်ခုခုကိုရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြည့်ရှင်ဖို့ရှောင်းဖဲလုံမနေဖို့တိုက်တွန်းတဲ့အခါမှာသုံးတဲ့ခိုင်နိုင်စကားရဲပါစင်ကန်တော်တူကတော့စကားပုံဖြစ်ပြီးမစင်စားမစင်ကျင်ပဲဇွတ်တုံးမလုပ်ဖို့တတိပေးတဲ့အခါမျိုးမှာသုံးဆွဲကြပါတယ်